ဒီနေ့တက်ပင်အကြောင်းလေးဆက်သွားရအောင်နော်ဒီနေ့တက်ပင်တီးမဲ့ပုံစံကတူးကြိုတီးကြအောင်တူးကြိုမှာဒီမှာဆိုရင် E note ပြင် G note tab note က B note triplet ပုံစံတီးမယ်ဆိုရင်နောက်တစ်ခုကဒီဘက်ဘယ်လက်ကမပြောင်းဘူးဒီညာဘက်လက်ကပဲ tab note ကဒီဘက် C note ကိုဖြစ်သွားမယ်ပြင်ဆက်ရွှေ့မယ်ခုနကဘယ်ဘက်လက်ကပါရွှေ့လာပြီခုနကပုံစံအတိုင်းကိုမှနောက်ထပ်တစ်ခွက်ချတိုးလိုက်တာပေါ့နော်ဒီမှာဆိုရင်ဒါပါလဲဆို F sharp ရဲ့ A ရဲ့ဒီက D ရဲ့တဘောတော့ E minor ရဲ့ C ရဲ့ D ရဲ့ဒါကိုတပင်ပေါက်တာ E minor ကိုယ့်ရဲ့သူရဲ့တိဆောက်ပုံဟာ E ရဲ့ G ရဲ့ B ရဲ့ပါတာပေါ့အဲ့ကြဒီမှာဆိုရင် E Gပေါက်တာ B အဲ့ဒါ E G B ပြီးသွားပြီနောက်တစ်ခုကျတော့သူကဒီဘက်မှာ B ကနေဒီမှာပေါက်တာ C ဖြစ်သွားတယ်အဲ C ရဲ့စောစောက E ရဲ့ G ရဲ့ဆိုတော့ C E G ဆိုတော့ဒါ C ကော့ဖြစ်သွားတာပေါ့ C ကော့ရဲ့ဒီဆောက်ပုံပေါ့အဲ့တိုင်းထပ်ရွှေ့လိုက်တယ်စောစောပြောသလို F sharp ရဲ့ A ရဲ့ဒီမှာ D ရဲ့ပေါင်းလိုက်တော့သူက D ကော့ဖြစ်သွားတာပေါ့နော် D ကော့ရဲ့ဒီဆောက်ပုံက D F sharp A ကိုဒါ triplet နဲ့ D လေအဲ့ဒီ၃ပါဒီမှာတော့ပြောင်းဝင်ဒါကိုဖြည်းဖြည်းချင်းနေတဖြည်းဖြည်းတွတ်တွတ်လေးတီးနေအောင်လုပ်ပေါ့နော်ဒီက3ကြိုးသွားကြည့်အောင်3ကြိုးမှာဘာရှိမလဲဆိုရင်ဒီမှာ B note ရှိမယ်ပြီးရင်ဒီမှာ D note ရှိမယ် tab note က G note ဖြစ်မယ်အဲကြတော့ triplet ပုံစံပဲတီးမယ်ပြီးရင်ဒီကဒီဘက်ကိုတိုးလိုက်ရင် C note နောက်ဒီမှာလက်သန်းက E noteဒီက G ရဲ့ G ပဲအဲကျ C E G ဆိုတော့ဒါ C ကော့ပေါ့စောစောဟာ G ကော့ပေါ့နော်ဒါ C ကော့နောက်အဲ့ဒီပုံစံတိုင်းဒီဘက်ကိုတိုးမယ်လက်ညှိုးက D လက်သန်းက F sharp ဒီဘက်က tab note က A note ဖြစ်သွားတယ်ဒါဆို D ကော့ပေါ့ D F sharp A ကိုပတ်လေးရိုက်တွဲတာပဲအဲကျ G C D G လေးကောပုံစံရသွားတာပေါ့နောက်တစ်ခုက4ကြိုးကိုသွားကြည့်မယ်နော်4ကြိုးမှာသူကဒီမှာ F sharp ရှိမယ်ဒီမှာ A ရှိမယ်နောက်ဒီမှာ D ရှိမယ်ဒါဆို D ကော့ဖြစ်သွားတာပေါ့နော် D F sharp A ဆိုတော့ပြီးရင်ထုံးစံအတိုင်းပဲ3ကြိုးရုံးလို့ပေါ့နော်ဒီမှာဆိုရင်ဒီဘက်တိုးလိုက်တော့ G နောက်ဒီဘက်က B ဒီက D note ဆိုတော့ GBD ဆိုတော့ G ကော့ပေါ့အဲ့တိုင်းထပ်ရွှေ့လိုက်မယ်ဒီမှာ A ဒီမှာဆို C sharp ဒီမှာဆိုရင် E note ဖြစ်သွားတယ် A C sharp E ဆိုတော့ဒါ A ကော့ပေါ့အဲ့ဒါ triplet သွားကြည့်မယ်ဆိုရင် D ရယ် G ရယ် A ရယ် D ရယ်ပေါ့နော်အဲ့ဒီ၄ခုရမယ်နောက်
နောက် fight ကျိုးလည်းအဲ့ဒီပုံစံတိုင်းဆက်ပြီးတော့သွားမယ်ဆိုရင်ဒီမှာ C sharp ရှိမယ်ဒီမှာ E ရှိမယ်နောက်ဒီမှာ A ရှိမယ်ဒါဆိုရင်ဒါ A ကော့ပေါ့ C sharp E A ဆိုတော့ပြီးရင်ခုနလိုပဲဒီလိုသွားလိုက်မယ်ဆိုရင် D ရယ် F sharp ရယ် A ရယ်ဆိုတော့ဒါ D ကော့ဖြစ်သွားတော့ပါပြီးရင်အဲ့ဒီတိုင်းပဲဆက်သွားမယ်ဆိုရင် E ရယ် G sharp ရယ် B ရယ်ဆိုတော့ဒါ E ကော့ဖြစ်သွားတာပေါ့ပြီးရင်ခုနလို A ကော့ကိုပြန်သွားတာပေါ့ဒီစတူလည်းအဲ့လိုပဲဆက်သွားကြည့်အောင်ဒီမှာဆိုရင် G sharp ဒီမှာဆို B E ဒါဆိုရင် G sharp B E ဆိုတော့ဒါ E ကော့ပေါ့နော်ပြီးရင်ဒီဘက်ကိုလာမယ်ဆိုရင် A ရယ်ဒီမှာ C sharp ရယ် E ရယ်ဆိုတော့ဒါ A ကော့ပေါ့ခုနတိုင်းဆက်လာမယ် B ပြီးရင်ဒီမှာ D sharp ပြီးရင်ဒီမှာ F sharp B D sharp F sharp ဆိုတော့ B ကော့ပေါ့နော်အဲ့ဒါအားလုံးပေါင်းလိုက်ရင် E ကော့ရယ် A ကော့ရယ် B ကော့ရယ်ဆိုရတာပေါ့နော်